Dragon Ball မှာ transformation တွေ found တွေအများကြီးရှိပါတယ်အဲ့ဒီ found တွေထဲမှာ damage တွေကိုစွမ်းအားဖြစ်ပြောင်းနေတဲ့ found နာကျင်မှာကြောက်စရာမလိုဘဲနဲ့ပိုပြီးနာကျင်လေပိုပြီးကြမ်းလေပိုပြီး powerful ဖြစ်တဲ့ found ဆိုင်ရန်တွေရဲ့ pride ဆိုင်ရန်တွေရဲ့ true nature ကို represent ထားတဲ့ found အဲ့ဒါကတော့ ultra instinct မဟုတ်တဲ့ ultra instinct တက်အများကြီးပိုအနေများတဲ့ found ပါ yeah အဲ့ဒါကတော့ ultra ego ဖြစ်ပါတယ်ဒီနေ့မှာတော့ ultra ego အကြောင်းရယ်အဲ့ဒီ found ကိုညတာမကူဘဲနဲ့ရယူနိုင်ခဲ့တဲ့ the prince of saiyan တနည်းအားဖြင့် ultra ego Vegeta အကြောင်းကိုပါရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်အမှန်တကယ်ကိုကူရဲ့ final form အကြောင်းကိုအရင်ရှင်းပြမလို့ပါတို့ပေမဲ့ ultra ego အကြောင်းကမေးထားတဲ့သူများတော့ ultra ego အကြောင်းကိုအရင်ရှင်းပြလိုက်တာဖြစ်ပါတယ်ပြီးတော့ omni god ကိုကူအကြောင်းလည်းပါပါတယ်ဆိုတော့စကားများမနေပဲစလိုက်ကြအောင် ultra ego ရဲ့ origin ultra ego ကိုဂျပန်လိုဆိုရင်တော့ Wagamama no Gokuji လို့ခေါ်ပါတယ်အတန်ထွက်မောင်းဝိုင်းတော့တောင်းပါပါတယ် ultra ego ဆိုတာကို god distraction ရဲ့ technique လို့ထင်ကြတယ်တကယ်တော့အဲ့လိုမျိုးထင်တာလည်းမှားပါဘူးအမှန်တကယ်တော့ Vegeta က god distraction ရဲ့ technique ကိုကိုယ်တိုင် recreate လုပ်ပြီးတော့ form ဖြစ်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်အဲ့လိုမျိုးနဲ့ပဲနောက်ဆုံးကျွန်တော်တို့သိတဲ့ ultra ego ဆိုတဲ့ form ဖြစ်လာပါတယ်ဒီလိုမျိုးလုပ်နိုင်ဖို့အတွက်တင်ပေးခဲ့တာကတော့ universe 7ရဲ့ god distraction ဖြစ်တဲ့ BRS ဖြစ်ပါတယ်အကောင်းဆုံးနည်းလမ်းနဲ့တင်ပေးခဲ့တာတော့မဟုတ်ဘူးပေါ့ဒါတွေက ultra ego ရစီခဲ့တာလေ ultra ego ဆိုတဲ့ form က Vegeta ရဲ့ true form လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီ form ကသူနဲ့အတူရှိနေခဲ့တာကြာပါပြီ awakening မလုပ်နိုင်သေးတာပဲရှိပါတယ် Goku လည်းအတူတူပါပဲသူ့ရဲ့ ultra instinct ကသူနဲ့အတူရှိနေခဲ့တာကြာပါပြီဒါကိုကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဆိုရင်တော့ panel တစ်ခုမှာ Vegeta ကဒီစွမ်းအားကငါ့ရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေခဲ့တာလို့ပြောခဲ့မှုပါတယ်ဒီစွမ်းအားက god distraction နေစီရလာတာမဟုတ်ဘူးဒီတစ်ခါတော့ငါ့ဘာသာငါလှုပ်ထားတာဆိုပြီးတော့လေ Vegeta ကပြောခဲ့မှုပါတယ်ဒါကဘာလို့ဆိုလိုချင်လဲဆိုရင်တော့ဒီစွမ်းအားကသူ့ရဲ့အတ္တကနေပေါက်ဖွာလာတယ်လို့ပြောချင်တာပါ Vegeta ပြောခဲ့သလိုပဲဒီစွမ်းအားကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာသူ့ရဲ့ပြင်းထန်တဲ့အတ္တစိတ်နဲ့အတူကိန်းအောင်နေခဲ့တာဖြစ်ပါတယ် Vegeta ကဒီအတ္တစိတ်ကို granular နဲ့ချတဲ့အချိန်မှာပြန်ပြီးနိုးထနိုင်ခဲ့ပြီးကျွန်တော်တို့နောက်ဆုံးသိတဲ့ ultra ego ဆိုတဲ့ form ရရှိခဲ့တာဖြစ်ပါတယ်သူ့ရဲ့ပြင်းထန်တဲ့အတ္တစိတ်ကဘာလဲဆိုတာကိုဗီဒီယိုနောက်ပိုင်းကျရင်သိသွားပါလိမ့်မယ်လူတစ်ယောက်မှာ ego နဲ့ super ego ဆိုပြီးတော့ရှိပါတယ် Vegeta နဲ့ဥပမာပေးရမယ်ဆိုရင် Goku နဲ့အမြဲပြိုင်နေတာပြီးတော့ Goku ထက်တာကျင်တာ Goku ကသူနဲ့ fusion လုပ်မယ်ပြောရင်တေးပါစေမင်းနဲ့ဘယ်တော့မှ fusion မလုပ်ဘူးဘာညာအဲ့ဒါတွေအကုန်လုံးကသူ့ရဲ့ ego ဖြစ်ပါတယ်အပေါ်ရန်အတ္တစိတ်ပေါ့ super ego ကတော့သူ့ရဲ့စိတ်ထဲမှာအချိန်ကြာကြီးကိန်းအောင်နေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ super ego ကဘာလဲသိချင်ရင် DBC အစက Vegeta ကိုဒါသွားကြည့်လိုက်ဟာအဲ့ဒါဆို Nash Vegeta ကသူ့ရဲ့ form ကိုစောစောစီ awakening လုပ်နိုင်ရမှာပေါ့ဆိုပြီးတော့မေးနေကြပါလိမ့်မယ်ဒီလိုမျိုးမေးမယ်ဆိုရင်တော့ Vegeta သူ့ရဲ့ form ကိုစောစောစီ awakening မလုပ်နိုင်ခဲ့တဲ့အကြောင်းရင်း၄ချက်ရှိပါတယ်နံပါတ်1သူကိုယ်တိုင်သတိမထားမိသေးလို့နံပါတ်2ဆရာကောင်းနဲ့မတွေ့သေးလို့နံပါတ်3သူ့ကိုယ်သူအပြစ်တင်စိတ်ရှိနေလို့နံပါတ်4ကတော့ philosophy ကြောင့်ပါ Vegeta က DBC ကနေစပြီးဘယ်လောက်ထိပြောင်းလဲသွားတာကိုသိပြီးလောက်ပြီးထင်ပါတယ် Vegeta ကဆိုင်ရန်တယောက်ဖြစ်ပြီးတော့ဆိုင်ရန်နေအတိုင်းပဲတနာတာကြီးကျင်နာတာကြီးဂိူးနာထားတာတွေမရှိပါဘူးသူ့ထက်အားနေတဲ့သူတွေကိုဆိုရင်ဂိူးကိုမဆိုင်ပါဘူးသူဘယ်မှာစပြီးတော့ပြောင်းလဲသွားလဲဆိုတော့ Frieza Saga မှာ Vegeta ကသူ့ကိုယ်သူ Super Saiyan ဖြစ်ပြီးအထင်နဲ့ Frieza နဲ့ချပြီးတော့ရှုံးသွားတဲ့အချိန်မှာပါအဲ့အချိန်ကသူ့ရဲ့အတ္တတွေတဖြည်းဖြည်းလျော့နေလာတဲ့အချိန်ပေါ့သူ Frieza ကြောင့်တေမလို့ဖြစ်နေတဲ့အချိန်သူအရန်ဒေါသထွက်နေတယ်သူစိတ်ထဲမှာလက်ချက်တွေတကယ်မဟုတ်ဘူးလားငါကရော Super Saiyan မဟုတ်ဘူးလားဆိုပြီးတော့ Frieza တက်တာခံရမှာကိုလေသူလက်မခံနိုင်ခဲ့ပါဘူးအဲ့အချိန်မှာ Vegeta ကသူ့အပြင် Saiyan တယောက်ကြံနေသေးတာကိုသူသိပါတယ်အဲ့ဒါကတော့ low class warrior ဖြစ်တဲ့ Goku ပါတို့ပေမဲ့အဲ့အချိန်တုန်းက Goku က Frieza တက်မကြမ်းသေးတာကို Vegeta ကလည်းသိပါတယ်အဲ့တော့သူ့ရဲ့အတ္တတွေကိုလျှော့ပြီးတော့ low class warrior ဖြစ်တဲ့ Goku ကို Frieza ကငါတို့ကြိုကိုဖျက်ဆီးခဲ့တာ Frieza ကိုအရှင်ထားလို့မရဘူးမင်းက Saiyan တယောက်မှလားအဲ့ဒါဆိုရင် Saiyan လို့ချညမနေနဲ့ဘာညာဆိုပြီးတော့ Frieza ကိုတတ်ပေးဖို့အတွက်နောက်ဆုံးတောင်းဆိုခဲ့ပါတယ် Vegeta က low class warrior တွေကိုဘယ်လောက်အထင်သေးလဲဆိုတာကိုဘရိုသိပြီးသားပါသူ့ထက်အားနေတဲ့သူတွေကိုဆိုရင်မတူတလို့မတန်တလို့ဆက်ဆံတာပါနပါကိုတော့မှ Goku ထက်အားနေမှန်းလည်းသိရောချက်ချင်းတက်ပစ်လိုက်တာကိုမြင်ရမှာပါအဲ့လိုမျိုးကောင်ကသူ့ရဲ့အတ္တရဲ့မာနတွေကိုရှော့ချပြီးတော့ Frieza ကိုတတ်ပေးဖို့အတွက်ဝင်ကားပုတိအလင်ကနဲ့တောင်းဆိုခဲ့တာဖြစ်ပါတယ်နောက်ထပ်သူ့ကိုပြောင်းလဲစေခဲ့တာကတော့ဟုတ်တာပေါ့ဘူမာပါဘူမာနဲ့လက်ထပ်တယ်ကလေးမွေးတယ်အချိန်ကြာကြီး Goku ကိုကြော်ဖို့အတွက်ပဲ training လုပ်နေခဲ့ပါတယ်တို့ပေမဲ့သူ့ရဲ့အတ္တတွေကဘူမာကြောင့်တဖြည်းဖြည်းလျော့နေလာတယ် Vegeta ကတော့သူအဲ့လိုမျိုးပြောင်းလဲလာတာကိုမကြိုက်ပါဘူးဆိုင်ရန်နေဆိုတဲ့အတိုင်းမချရရမနေနိုင်ပါဘူးသူ့ကိုလူကောင်းလို့ထင်နေတဲ့ Goku ကိုသူကလူဆိုးဖြစ်ကြောင်ပြဖို့အတွက်သူ့ရဲ့စိန်ကုန်မှုကိုလက်ခံဖို့အတွက်ဘာပဒီရဲ့ထိန်းချုပ်တာကိုတမင်ခံပြီးလူတွေအများကြီးတပ်ပြလိုက်ပါတယ်အဲ့ဒါကြောင့်မို့လို့ Goku က Vegeta ဖြစ်စေခြင်းတဲ့အတိုင်းချပါတော့တယ်တကယ်လို့ Goku က Vegeta ကိုအမှအနိုင်လိုက်ရင် Vegeta ကနောက်ထပ်သူ့ကိုကြော်ဖို့ကြိုးစားအောင်မှာပဲဆိုတာကို Goku ကသိပါတယ်အဲ့ဒါကြောင့်မို့လို့ Super Saiyan 3ကိုထုံမသုံးပဲ Vegeta နဲ့ချခဲ့ပါတယ်ဒီမှာ Goku က Super Saiyan 2နဲ့ချတော့ Vegeta ထက်ပိုပြီးတော့ weak ပါတယ်ဘာလို့လဲဆိုတော့ Vegeta ကဘာပဒီကြောင့်ပိုကျန်းနေလို့ပါဟုတ်တာပေါ့ Goku ရှုံးသွားပါတယ် Vegeta ကတော့ Goku ကသူ့တက်တာကိုအဲ့လိုမြင်မြန်နဲ့ခံလိုက်ရမယ်မထင်ထားခဲ့ပါဘူးအဲ့ဒီအချိန်မှာ Vegeta က
ငါကိုခုကိုနိုင်သွားပြီငါအကျန်းဆုံးပဲဘာညာဆိုပြီးတော့ဂုံမောက်နေမယ်ထင်ရင်တော့မှားသွားပါလိမ့်မယ်တကယ်တော့အဲ့အချိန်ဗဂျီတာကသူ့ရဲ့အမှားတွေကိုသူမြင်သွားပြီသူ့ရဲ့အတ္တတွေမာနတွေတက်ပို့ပြီးတော့အရေးကြီးတဲ့အရာတွေရှိမှန်းသိသွားပါတယ်ပြီးတော့ I am no warrior I don't fight anymore ဆိုပြီးတော့ကိုခုရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ကဘာကြီးကိုကောက်ခဲ့ဖို့အတွက် Trent နဲ့သူ့ရဲ့ချစ်စနီးလေးဘူးမအတွက်သူ့ကိုယ်သူစတေးခံပြီးတော့မာဂျင်ဘူးကိုတတ်ခဲ့ပါတယ် Trunks, Bulma, I do this for you. And yes, even for you, Kakarot. Dragon Ball က Bro ထင်တာအတက်ပို့ပြီးတော့နန်းနေပါတယ် Plot တွေ Power System တွေမကောင်းပြောမယ်ဆိုရင်တော့မှ Character Development အပိုင်းမှာတော့ Dragon Ball က Absolute Peak အဲ့တော့ကျွန်တော်တို့အနေနဲ့တည်ထားရမှာက Vegeta ပြောင်းလဲသွားတာပူမှန်ကြောင့်ပဲမဟုတ်ဘူးကိုကူကြောင့်လည်းပါပါတယ်ပြီးတော့မကြပါဘူးတရောင်းစားမှဂျင်မှုကပြန်ရှင်းလာပါတယ်အဲ့လိုမျိုးနဲ့ကိစ္စတွေအများကြီးဖြစ်ပြီး DBZ လည်းအန် DBS လည်းရောက်လာတော့ Vegeta ကပို့ပြီးတော့ပြောင်းလဲသွားပါပြီဘူမာတို့နဲ့အတူ Honeymoon တွေပါထွက်နေပါပြီကိုကူကိုလည်း Localist Warrior ဆိုပြီးတော့အထင်မသေးတော့ပါဘူးတို့ပေမဲ့ Vegeta ကတော့ Vegeta ဖြစ်နေတော့မှာပဲဆိုလိုချင်တဲ့သဘောကကိုကူနဲ့အမြဲတမ်းပြိုင်နေတော့မှာကိုကူနဲ့ rival တွေဖြစ်နေတော့မှာ Vegeta ကသူ့ကိုယ်သူအပြစ်တင်နေဆိုတာက Granola ရဲ့ back story ကိုသိပြီးတော့ Vegeta ကသူကိုယ်တိုင် Granola ရဲ့ဂျိုးကိုတွားဖြတ်စီခဲ့တာမဟုတ်ပေမဲ့သူကဆိုင်ရန်တယောက်မှုလို့ဒီအတွက်သူ့မှာအပြစ်ရှိရလို့ခံစားနေရတာဖြစ်နိုင်ပါတယ် Beerus ကိုယ်တိုင်ကမင်းရဲ့စိတ်ထဲကအဲ့လိုမျိုးအပြစ်တင်စိတ်တွေမဖြောင်းနိုင်သေးတဲ့ God Destruction ရဲ့ power ကဘယ်တော့မှမင်းပိုင်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့ပူတာပါအဲ့ဒါကြောင့်မို့လို့ Vegeta မှာကိုအပြစ်တင်စိတ်ရှိနေရဆိုတာကတော့သိကြပါတယ်နောက်တစ်ခုကတော့ philosophy ကြောင့်ပါ God Destruction ရဲ့ power လို့ချင်ရင် God Destruction တွေလိုမျိုး philosophy ရှိရပါမယ် God Destruction တွေဆိုတာကဖျက်ဆီးဖို့အတွက်ဖြစ်တည်လာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဂျိုတလုံးကိုဖျက်ဆီးတဲ့အခါမှာသူတို့ကိုသူတို့အပြစ်တင်တဲ့စိတ်တွေတနာတာတွေကျင်နာတာတွေမရှိပါဘူး Vegeta ကိုတင်မေးတော့ကလည်း God Destruction ရဲ့ power ကိုပြမယ်ဆိုပြီးတော့ဂျိုတလုံးကိုတွေးအေးအေးနဲ့ဖျက်ဆီးပြလိုက်ပါတယ်ဒါက Vegeta ကိုသူ့စိတ်ထဲကအပြစ်တင်တဲ့စိတ်တွေလေးလံနေတဲ့တွန်းဆုံနေတဲ့အရာတွေကိုဖျောက်ပြီးဘာမှကြီးမဆိုင်ပဲဖျက်ဆီးဖို့အတွက်ပဲတွေးဆိုပြီးတော့ဝင်ကားဘူးတိအလင်ကနေဖော်ပြသွားတာပါပြီးတော့ before creation come destruction ဆိုပြီးတော့ပြောတာပါတယ်အဲ့ဒါကို Vegeta ကနောက်ဆုံးတော့နားလည်သွားပြီ Granola နဲ့ချတဲ့အချိန်မှာ Ultra Ego ကို awakening လုပ်နိုင်ခဲ့တာဖြစ်ပါတယ်ချို့လူတွေက Goku ကို Hakai သုံးနိုင်လို့ဆိုပြီးတော့သူလည်း Ultra Ego ရနိုင်တယ်လို့ထင်ကြပါတယ်တို့ပေမဲ့ Ultra Ego ဆိုတဲ့ form ကိုရဖို့ကအဲ့လောက်လည်းမရိုးရှင်းပါဘူး Ultra Instinct လည်းတူပါပဲဒီ form နှစ်ခုကိုရရှိဖို့က life experience အနေနဲ့အများကြီးဆိုင်ပါတယ် Goku ကကမ္ဘာပေါ်မှာအပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်အနေနဲ့ကြီးပြင်းခဲ့တဲ့အချိန်မှာ Vegeta ကဆိုင်ရန်တယောက်အနေနဲ့ကြီးပြင်းခဲ့ပါတယ် Ultra Instinct ကိုရဖို့အတွက် relax ဖြစ်ရမယ် calm ဖြစ်ရပါမယ် Ultra Ego ဆိုတာကတော့အတ္တကြီးရမယ်အပြစ်တစိမ့်မရှိဘဲနဲ့ဖျက်ဆီးဖို့အတွက်တွေးနိုင်ရမယ်တို့ပေမဲ့ relax ဖြစ်ဖို့ calm ဖြစ်ဖို့ဆိုတာကဆိုင်ရန်တယောက်အနေနဲ့ကြီးပြင်းခဲ့တဲ့ Vegeta အတွက်လောကမလွယ်ကူတဲ့အရာပါအဲ့ဒါကို Vegeta က Ultra Instinct ဖွင့်ဖို့ကြိုးစားပေမဲ့မရတာကိုကြည့်ပြီးတော့သိနိုင်ပါတယ် Which ကိုယ်တိုင်ကမင်း Ultra Instinct ကိုလိုချင်ရင်မင်းရဲ့ spirit နဲ့ mind ကို relax လုပ်နိုင်ရမယ်လို့ပြောခဲ့ပူပါတယ် Goku လည်းတူတူပါပဲသူကဆိုင်ရန်တယောက်လိုကြီးပြင်းခဲ့တာမဟုတ်တော့ဆိုင်ရန်တွေလိုမျိုးဘယ်လိုမျိုးအတ္တကြီးရမလဲဘယ်လိုမျိုးကိုအပြစ်တင်စိတ်မရှိဘဲနဲ့ဖျက်ဆီးရမလဲဆိုတာမသိပါဘူး Vegeta တောင်မှပြောပူပါတယ်ခါကာရဲ့ခန္ဓာကိုယ်ကသူ့စိတ်နဲ့သူရှိလိမ့်မယ်ဒါပေမဲ့ငါခန္ဓာကိုယ်တစ်ခုလုံးကတော့အတ္တတွေနဲ့ဖုံးလွှမ်းနေရဆိုပြီးတော့ပါအဲ့ဒါကြောင့် Goku ကလည်း Ultra Ego မရနိုင်တယ်လို့ Vegeta ကလည်း Ultra Instinct မရနိုင်ပါဘူးကျွန်တော်ကဆိုင်ရန်တွေလိုမျိုးအတ္တကြီးရမယ်လို့ပြောလို့ဆိုင်ရန်တိုင်း Ultra Ego ရနိုင်တယ်လို့ထင်ရင်မှားသွားပါလိမ့်မယ် Vegeta ကအခြားဆိုင်ရန်တွေနဲ့မတူပါဘူးသူကပို့ပြီးတော့အတ္တကြီးပါတယ်ပြီးတော့ potential နဲ့လည်းဆိုင်တာပေါ့ဗျာဆိုတော့လုံနိုင်စွမ်းလေးတွေကိုပြောပြပါမယ် Ultra Ego က Ultra Instinct လိုမျိုးအေးစေးစေးနဲ့ချတာမဟုတ်ပါဘူး Ultra Ego ဖွင့်လိုက်ပြီဆိုတာနဲ့ energy တွေကစရိုက်မြင့်တက်နေမှာဖြစ်ပြီးတော့ချလီပိုကျန်းလီဖြစ်ပါတယ် enemy ကိုနားကျင်အောင်မပေးပဲချရမှာပါ Ultra Ego form ကိုပြောင်းလိုက်ပြီဆိုတာနဲ့သူခံရတဲ့ damage ပေါ်မူတည်ပြီးတော့ power level အနှိမ့်မြင့်ရလဲကွာဝအောင်မှာဖြစ်ပါတယ် damage ပိုများလီပိုကျန်းလီပါပဲပြီးတော့ key အနည်းဆုံးဖြစ်နေတဲ့အချိန်မှာတော့မှ Ultra Ego ကိုပြောင်းလို့ရပါတယ်အဲ့လိုမျိုးပြောင်းရင်လည်းသူခံရတဲ့ damage ပေါ်မူတည်ပြီးတော့ပိုကျန်းအောင်မှာပါတို့ပေမဲ့သူ့ရဲ့ခံနိုင်ရပေါ်လဲမူတည်ပါသေးတယ် damage တွေများလို့မခံနိုင်တော့ရင်ဘာမှသုံးစားမရတော့ပါဘူး Ultra Ego ဆိုတဲ့ form ကိုပြောင်းနိုင်ဖို့အတွက် emotion control အများကြီးလိုပါတယ် Vegeta ကအခုချိန်ထိသူ့ရဲ့ emotion ကိုထိန်းချုပ်ဖို့အတွက်ကြိုးစားနေတော့မှာ Omnigod Goku က fan-made character တယောက်မို့လို့သူ့မှာ origin ရပါရဆိုပြီးတော့ရေရမရှိပါဘူးတို့ပေမဲ့အဲ့လိုရေရမရှိတဲ့တဲကတခုကိုကျွန်တော်ပြောပြပါမယ် Future Trend Arc မှာတုန်းက Zeno က Future Trend ရဲ့ timeline တစ်ခုလုံးကိုဇာမစုကြောင့်ဖျက်ဆီးလိုက်ရပါတယ်အဲ့ချိန်မှာ Goku တို့က enemy တွေအတိုင်း time travel machine နဲ့ Zeno ကိုပြန်လာခဲ့တယ်တို့ပေမဲ့ main timeline ကိုပြန်သွားတဲ့ချိန်မှာ Goku ရဲ့စိတ်ဝိညာဉ်က timeline တစ်ခုထဲမှာပိတ်မိသွားပါတယ်အဲ့ timeline ထဲမှာအချိန်လည်းမရှိဘူးဘာမှလည်းမရှိပါဘူးပြီးတော့အဲ့ဒီ timeline ထဲမှာပိတ်မိနေတဲ့ Goku ကို Angel တွေရှာတွေ့သွားပါတယ်ပြီးတော့ Grand Priest ကသူ့ကို error တွေတစ်ခုပြီးတစ်ခုပြောင်းလဲတည်တိုင်အောင် training ပေးခဲ့ပါတယ် train ပေးတာကလည်းတာမန် training တွေမဟုတ်ဘဲနဲ့ Angel 9 ယောက်နဲ့ချခိုင်းတာတို့ပါတော့ပါ Goku ကအဲ့လိုမျိုးကိုအချိန်ကြာကြီး train ခဲ့ပြီးတော့နောက်ဆုံး God ရဲ့အစွမ်းကိုရရှိသွားပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဇန်ရသွားတာပေါ့အဲ့လိုနဲ့ပဲ Grand Priest ကသူ့ကို Omnigod ဖြစ်စေခဲ့ပါတယ် Ultra Instinct ကိုလည်းအမြဲတမ်းဖွင့်ထားနိုင်ပြီးသူ့ရဲ့ Ultra Instinct က Grand Priest တက်ကိုပိုကောင်းပါတယ်
universe တွေကိုဖျက်ဆီးတာတွေ reset ချတာတွေကိုလက်တစ်ချောင်းနဲ့ပဲ AC လုံးနိုင်ပါတယ်ဘာလို့ Grand Prix က Goku ကို Omnigod ဖြစ်ဖို့ train ပေးလဲဆိုရင်သူတို့ရဲ့ timeline က Omnigod ကမရှိတော့လို့ပါဘယ်ရောက်သွားလဲဆိုရင်တော့ခုနက Trent လာခေါ်တဲ့ထဲပါသွားပြီမို့လို့ပါဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကို share ပေးသွားခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ် bye bye